တော့ရဲ့တဲ့ကိုရဲ့မိမိတို့စုတို့ကိုစောင့်ကြည့်ကြတို့သမီးကညာသည်ပရိသေတွေဆွဲယူ၍အားရတာကိုအားရတဲ့တို့သာဆိုမဲ့တဲ့စမြန်းနေအော်ဘုံရောက်ပြန်ဒီနေ့ကိုလိုရှင်လမ်းပေါ်မှာတွားလာရဲ့ကျိုးတင်ပြီးတော့မှတော့ဘုရားကမဆရာပြေရံတွေကတည်းကမီတဲ့လာရှိတော့ချေမိသားစုလည်းနေကောင်းလေးဆောင်ခဲ့တယ်ထာဝရတိတဲ့ကိုသိတဲ့ပြီကိုရဲ့ကြောင့်နေမရှိတဲ့တောင်းခဲ့ပြီဖြစ်ချင်တယ်ဒါကလည်းလည်းဘုရားသခင်အသက်ကြီးခွင့်ပေးသွားပြီနော်ဆရာပေါ်မှာလည်းဖြစ်ရှင်သူပဲကောင်းချီးပေးပါစေတည်းမြေကြီးပေါ်၌လည်းငြိမ်သက်ခြင်းရှိစေတည်း
အာဒီဖာကြီးဟောတိုင်းလောက်ပါလေချက်လို့